အားလုံးမင်္ဂလာပါကျွန်တော်တို့ဆိုင်ရုံဖြစ်ပါတယ်မိုဘိုင်းနဲ့ဒိုင်မွန်တွေကိုကိုယ်တိုင်ရောင်းတတ်ချင်လားကိုယ်တိုင်ဝယ်တတ်ချင်လားဒါမှမဟုတ်ဈေးသက်တာနဲ့ဝယ်လို့ရမယ့်နည်းလမ်းတွေကိုရှာနေလားဒါဆိုရင်တော့ဒီဗီဒီယိုလေးကိုအဆုံးကြည့်လိုက်ဖို့တိုက်တွန်းချင်ပါတယ်ဗျဒီဗီဒီယိုကကျွန်တော်နောက်ဘက်ထဲမှာဖွင့်သွားမယ်ဒိုင်မွန်ဆယ်လာတင်တဲ့အကြောင်းကိုရှင်းပြပေးခြင်းတဲ့ဗီဒီယိုတစ်ခုဖြစ်ပါတယ်အဲ့တော့စိတ်ဝင်စားရင်တော့ဆက်လက်ပြီးတော့ကြည့်ရှုလို့ရပါတယ်ဗျကဲဒါဆိုဒီဗီဒီယိုကမိုဘိုင်းလေးရဲ့ဒိုင်မွန်တွေ PUBG UC တွေတခြားစားတဲ့ဂိမ်းအိုင်တန်တွေကိုရောင်းပြီးတော့ဆယ်လာလုပ်ချင်တဲ့လူတွေဆယ်လာအကြောင်းကိုအခုမှစားလေ့လာနေတဲ့လူတွေအတွက်အထောက်အကူဖြစ်စေမဲ့တင်တန်းလေးဖွင့်ပေးဖို့ရှိတယ်ဆိုတဲ့အကြောင်းကိုပြောပြချင်လို့ဖြစ်ပါတယ်ကျွန်တော်ဇာယန်ကိုရိုင်းကဗီဒီယိုကလစ်တွေနဲ့တခြားရှင်းပြပြီးတော့တင်ပေးသားမှာဖြစ်ပါတယ်ကဲဒါဆိုရင်တင်ပေးမဲ့တင်တန်းကြီးရောဘယ်လောက်လဲတင်တန်းကြီးကအနည်းဆုံးမှအနည်းဆုံးမြန်မာငွေ9000ကျပ်သားကျတင်မှာဖြစ်ပါတယ်မြန်မာငွေ9000ပဲကျတင်မဲ့တင်တန်းမှာဘာတွေတင်ပေးမှာလဲဂိမ်းနဲ့ပတ်သက်ပြီးတော့ဆယ်လာလုံနည်းအကြောင်းတွေဘယ်လိုတွက်ပြီးဘယ်လိုရောင်းလို့ရှိရင်အမျက်တွေရနိုင်တယ်ဆိုတဲ့အကြောင်းတွေပတ်စံရင်းနှီးစရာတပြားမှမလိုဘဲနဲ့လေဆယ်လာလုပ်လို့ရနိုင်တယ်ဆိုတဲ့အကြောင်းတွေကစတမာရဖို့အတွက်ဘယ်ကနေဘယ်လိုရှာရမလဲဘယ် social media တွေမှာဘယ်လို try တင်တယ်ဆိုတဲ့အကြောင်းတွေ PUBG Black Strike Magic Jet Coco Honor အကင်စတဲ့ game တွေကိုပါဆယ်လာလုံနည်းအကြောင်းတွေကိုစတာတွေကိုတင်ပြပေးလာမှာဖြစ်ပါတယ်စာဝင်မနေရတော့နောက်ဘက်တွင်ဖြစ်ပါတယ်။ဘယ်နေလဲတိကျကိုတော့ Telegram Channel မှာတင်ပြသွားမှာဖြစ်တဲ့အတွက် Telegram Channel လေးကိုလည်း join ထားဖို့မမေ့ပါနဲ့ဦးဗျ။ကျွန်တော်ကတော့ professional ကြကြ join နေတဲ့လူလည်းမဟုတ်ပါဘူး။ကျွန်တော်ကိုလာမင်းများလို့သာလုပ်ပေးရတာဖြစ်ပါတယ်။ကျွန်တော်ဒီလောက်အကုန်လုံးကို sharing လုပ်ပေးသွားမှာဖြစ်ပါတယ်ဗျ။စိတ်ဝင်စားရဆိုရင်တော့ကျွန်တော်ရဲ့ Telegram account နဲ့ Telegram Channel ကို comment နဲ့ description မှာချပေးထားပါတယ်။လာရောက်ပြီးတော့စုံစမ်းမြင်နိုင်ပါတယ်ဗျ။ register တင်ထားလို့လည်းရပါတယ်။ကဲဒါဆိုရင်တော့ video လေးကဒီလောက်ပါပဲဗျ။နောက်ဗီဒီယိုမှာပြန်နေပါမယ်။အားလုံးပဲ bye bye ပါ